ဝက်ချန်တက်တာစီမယ်အာစီမျိုးမရှိဘူးလားဗောနော် supplement မျိုးဘယ်လိုတောက်မလဲဆိုပြီးတော့လာမေးထားလို့ကျွန်တော်ဖြေပေးပါမယ်Dr. Nay Wellness Clinic အဲ့တော့ဝက်ချန်ဆိုတာကျွန်တော်တို့ကရောင်ရမ်းနေတဲ့အစီဘူးတွေပဲဖြစ်တယ်ဗောနော်ဒီအစီဘူးတွေရောင်ရမ်းခြင်းတွေတက်တာဖို့ရဆိုရင်ပထမဆုံးကောင်းတဲ့ supplement တစ်ခုကတော့ omega 3 ပါဒီ omega 3ကတော့အရေးပြားရောင်ရမ်းတာကိုအထီးရောက်ဆုံးချော့ချပေးပြီးတော့ဝက်ချန်ဘူးတွေကိုညီမြန်းတာကိုတက်တာစေတယ်ဒါကြောင့်မလို့ဒီ omega 3တောက်ပေးတင်တယ်ဗောနော်နောက်တစ်ခုကဇင်းကတော့ကျွန်တော်မပါမဖြစ်ဗောနော်သူကဒီဝက်ချန်ဖြစ်စေတဲ့ဘက်တီးရီးယားပိုးကိုလည်းတက်စီတယ်အနာကျက်တာကိုလည်းမြန်စီတယ်ပြီးရင်သူကဒီအစီကလန်းတွေရဲ့အလုပ်လုပ်ပုံသူထိန်းညှိပေးတယ်ဒါကြောင့်မလို့ဇင်းကလည်းတောက်သုံးသင်းတဲ့အာစီတစ်မျိုးထဲမှာ supplement တစ်မျိုးထဲမှာပါတယ်နောက်တစ်ခုကတော့ vitamin ACE ပေါ့နော် antioxidant တွေလို့ခေါ်တယ်သူကအဆိပ်ဓာတ်တွေကိုဖယ်ရှားပေးတယ်ပေါ့နော်ဒီလိုအဆိပ်ဓာတ်တွေကိုဖယ်ရှားပေးတယ်ပြီးရင်ရေပြားဆဲသစ်တွေကိုသူကဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့ဒီဝက်ချန်ကိုမြင်မြင်သက်သာစေပြီးတော့ဝက်ချန်အမာရွတ်တွေပါသူကသက်သာပြောက်ကင်းစီမှာပဲဖြစ်ပါတယ်ဆိုလိုချင်တာကဝက်ချန်အမာရွတ်တွေမြင်မြင်သက်သာစေတယ်လို့ပြောတာဟိုအမဲဆက်တွေကိုပျောက်စေတာလို့တော့ဆိုလိုတာမဟုတ်ဘူးเนาะနောက်တစ်ခုကတော့ကျွန်တော် probiotic ကတော့သူကဦးလန်းချောင်းကောင်းမှလည်းအသားရည်ကြည်မှာဒါကြောင့်မလို့ဒီ probiotic တွေကခန္ဓာကိုယ်ထဲကစိတ်တောက်တွေကိုဖယ်ရှားပေးတယ်ရောင်ရမ်းမှုတွေကိုလျှော့ချပေးတယ်ဒါကြောင့်မလို့ probiotic ကလည်းဒါမိတ်ဆွေတောက်သုံးသင်းတဲ့ supplement တွေမှာပါတယ်ဒါဆိုရင်ကျွန်တော်တို့ supplement ၄မျိုးပေါ့နံပါတ်1က omega 3နံပါတ်2က zinc နောက်တစ်ခုက vitamin ACE ပေါ့နော် antioxidant အဖွဲ့ပေါ့နော်နောက်ဆုံးတစ်ခုကတော့ probiotic တွေပါဒီ၄မျိုးဟာဝက်ချန်ဖြစ်နေတဲ့လူတွေမှာမိတ်ဆွေရဲ့အရည်ပြားကျန်းမာရေးကိုအများကြီးအထောက်အကူပြုမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ခုပြပြပေးတဲ့ supplement တွေကိုတောက်ချင်တယ်ဆိုရင်တော့တောက်သုံးလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြပြပေးတဲ့အကြောင်းအရာမိတ်ဆွေရဲ့အကျိုးရှိရဆိုလို့ရှိရင်comment မှာတစ်ခုရေးပေးခဲ့ပါအောင် skin care တွေရည်ရွယ်ပြဿနာတွေနဲ့ပတ်သက်ပြီးတော့သိလို့ရရှိရဆိုရင် comment မှာရေးပေးခဲ့ပါနောက်ထပ်ကျမရဲ့ဗုဒ္ဓဗီဒီယိုတွေသိချင်တယ်ဆိုရင်တော့ဒီအကောင့်လေးကို follow လုပ်ဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်